အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်နေလညီနောင်ပေပွဲအောင်ဆိုတဲ့ဇာတ်လမ်းကိုဒီကနေ့ဘုန်းကြီးပြန်ဟောမှာဖြစ်ပါတိုင်းပြည်တည်ကြစို့တိုင်းပြည်ကကျွတ်တို့နရာယင်တိုင်းပြည်ဘာတိုင်းပြည်တို့မှတ်ဟိဓမ္မရာယင်မင်းကြီးတဲ့မင်းကြီးကဘယ်သူတဲ့တို့သူနန္ဒာဒေဝီယရဏမိဖုရားကြီးဘယ်သူတဲ့တို့သူနန္ဒာယရဏဒေဝီမိဖုရားကြီးပြန်ပြောစမ်းပါဒီပြည့်နာမည်တွေမေ့ခြင်းမမေ့မှာမိဖုရားကြီးကမေ့မှာရှည်တယ်နာမည်ကသူနန္ဒာယရဏဒေဝီမိဖုရားကြီးမှတ်မိဗလားဇပ်ပနဲ့ရိုက်နေတာဟဲ့ညီငယ်ဓမ္မငယ်တို့ပွဲရဲလို့ပြောရင်တို့ဝန်းရှင်မရင်ထွက်နေတယ်ပေါ့ဝန်းရှင်မရင်ထွက်တဲ့အခန်းကိုဇပ်ပွဲမှာလူတိုင်းကြည့်ချင်တာမဟုတ်ဘူးဝန်းရှင်မရင်ထွက်တော့ပြင်းတယ်ဒါကြီးတွေကဘယ်ချိန်မှဝင်မှမသိဘူးတဲ့ရှည်တယ်တဲ့နှစ်ပါးသွားကြငါနှိုးစမ်းပါဆိုထိုးအိတ်တို့တိုင်းပြည်ကြီးကိုထီကိုနံကိုကြံကန်းနဲ့ဝန်ရှင်မရင်ပြီဘောရဲ့နောက်ဝေးသွားတာလည်းမပြောပါနဲ့ခမည်းတော်ကိုကဝန်ရှင်မရင်မကြည့်ခြင်းမမြင်ခြင်းကြတော့ဝန်ရှင်မရင်ထွက်တာသူတို့ပြင်းတဲ့ဝန်ရှင်မရင်ကဘာတွေပြောတော့ဘယ်တိုင်းပြေပဲရှင်မရင်ဆိုစံတကူဗျာဘယ်တောင်းနှံမွားကဘယ်သူမြောင်းနှံမွားကဘယ်ဝါဆိုတော့သူတို့ကဓာရီပြင်းတယ်တချို့မိန်းကလေးတွေကြတော့မင်းညကတော့ငါတဲ့ငါအိပ်ပျော်နေလို့တဲ့နှစ်ပါးသွားမကြည့်လိုက်ရဘူးတဲ့ဒီနေ့တော့ဖြစ်ဘူးဟဲ့တဲ့ပန်းမကြီးနာကတ်ကြီးမှာပန်းမကြီးကမိတာကိုဗျသူကပန်းမတီနိုးလိုက်မယ်ပေါ့နိုးပါလေတကယ်အိပ်ပြီဆိုရင်အဲ့လိုရမပြောဆင်းအောင်လို့မနိုးဟိုဟိုဟိုဆိုတာလို့ဟဲ့မိုးချိုးပြစ်တောင်မသိဘူးပန်းမတီးတာတော့သူကချော့သိတဲ့ထင်ရင်ထင်းနေဟုတ်တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွယ်နေရတကဘုန်းကြီးပြောဘူးပါတယ်ဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရဟေးမပြောပါဘူးဒီနေ့တရုတ်စကားလည်းအတော်စီးဘူးသင်ကြားရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်ခြင်းကိုတရုတ်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲပေါ့ဟေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နဲ့ဒူလာကင်လိမ့်မယ်လာအမေခေါ်တော့ပါပြောတော့ကင်များတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါလောက်ပြောသိပါဘူးဘာပြောတော့အဲ့ဒီမိမကသေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါလောက်ထိုင်ရလာခဲ့ဘိုးကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာပါကွာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်ကဲထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးလှော်ထုတ်ကြီးဝယ်ပြီးတစိမ့်စိမ့်စားပေးသားကြီးမင်းအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာကြွားတရားသွားမေးတယ်ပဲစားတော့ဗာများတော့ကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်
လေများတဲ့မကြီးပဲကြီးလော်တွေစားပြီးလေးလဲချင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖင်ဖဏောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ငဲ့နောက်မကြီးကဘာစောင့်လို့ဆိုတော့တို့ပန်းမကြီးအတီးဆောင်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောလှုံးဒါပေမဲ့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မကြီးကဖဏောင်လေးပြင်ထားတဲ့ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမကြီးကဘီးဆိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမကြီးကဘုဆိုလွတ်လိုက်နောက်ဟေးမကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းပွားစီဖြစ်လာဟေးမကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့လုံးမနေနဲ့ဟိုဆိုင်းထဲကအလုံးကြီးကဘာခေါ်လဲပန်းမကြီးအချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြီးကနောက်ထူအောင်ပါလားမကြီးကြောင့်ပန်းမကြီးခံရပုံပြောပါတယ်ဘာပြုလို့တော့ဘာပြုလို့တော့မမေးနဲ့အဲ့ဒါကြီးကနောက်ထူအောင်ပါဟောတော့ဆိုင်နဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံးမှတညလုံးပြန်ရစို့ဘာပြုလို့တော့ဘာပြုရမလဲကွာတဲ့အဲ့ဒါကြီးထူတာအီရှော်နာလဲကွာလဲသွားကြလို့ဘေးသားကြီးမေးအောင်မဟုတ်ပန်းမကြီးကနာလားမကြီးကနာအေးကွာပန်းမကြီးကအချောင်ခံရဒါကြောင့်ပန်းမကြီးနဲ့ပတ်သက်လို့ထွက်သွားတာပါတချို့ကလေးမလေးတွေကပန်းမကြီးနာကအိတ်မယ်တဲ့ပန်းမကြီးထုရင်နိုးအောင်ဝင်ရှင်မရင်ထွက်တာပြင်းလို့အိတ်နေပေမဲ့လို့ပန်းမကြီးတီးရင်နိုးပြီးတော့နှစ်ပါးသွားသူကြည့်နိုင်အောင်ပေါ့ဒါကြောင့်ဟဲ့ညီကနှမငယ်တို့ကခုနှစ်ပါးသွားမထွက်ခင်တို့ဝင်ရှင်မရင်ထွက်တဲ့အခန်းကွယ်ဇပ်ပနဲ့ချနားထောင်ဟဲ့နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားသုံးခုတည်းမှာဒါလေးတော့မှတ်သင့်ပါတယ်နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားပြောစမ်းမနရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားမှတ်မိဗလားပြောစမ်းမပန်းမကြီးနာပို့မှထင်တယ်ထိုက်ထားပါတော့မှတ်မိပါပြီနောက်ပြောရင်မှတ်မိသွားမှာအဲ့ဒီနရာယင်ခေါ်တဲ့တိုင်းပြည်ကြီးမှာဓမ္မရာယင်မင်းကြီးနဲ့သူ့နန္ဒာယရဏဒေဝီမိဖုရားတို့ဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ဒီလိုဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့တဲ့အချိန်ခါမှာတရားနာပရိသတ်ရေသူတို့ရဲ့တိုင်းပြည်ကြီးမှာထူးခြားချက်တစ်ခုကစီကြီးတစ်ခုထားတရားစီကြီးပေါ့အမှန်တော့ခေါင်းလောင်းကြီးတရားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုချရအောင်လို့တရားစီခေါင်းလောင်းကြီးထားခဲ့အဲ့ဒီခေါင်းလောင်းကြီးကိုဘယ်သူတွေတီးနိုင်တယ်လဲလို့ဆိုတော့တိုင်းပြည်မှာတဦးနဲ့တဦးတယောက်နဲ့တယောက်တသင်းနဲ့တသင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြီးနိုင်ငယ်ညှင်းလုပ်လို့မရဘူးအင်အားများတဲ့အဖွဲကအင်အားနည်းတဲ့အဖွဲကိုသွားပြီးကြီးနိုင်ငယ်ညှင်းလုပ်ရင်ခံရတဲ့ဘက်ကနေပြီးတော့ခေါင်းလောင်းကြီးသွားထိုးခွန်အားဗလာကြီးမားတဲ့ပုဂ္ဂိုလ်ကအင်မတန်ပိန်းနေတဲ့
လူပိန်လူညော်ကိုလည်းနှိပ်စက်လို့မရနှိပ်စက်ရင်ပိန်တဲ့လူကခေါင်းလောင်းသွားထိုးသူဝတာနဲ့ခွန်အားကောင်းတာနဲ့ကျုပ်ကိုနှိပ်စက်ပါတယ်ဘုရားကျွန်တော်မျိုးကြီးနှိပ်စက်ပါတယ်ရှင်မယင်ကိုသွားပြီးတော့ခေါင်းလောင်းထိုးပြီးတော့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဆိုရင်သူတို့ရဲ့အဖြစ်အပျက်ကိုတင်ပြရဒါကြောင့်ဒီတရားစီခေါင်းလောင်းကြီးသည်ဘယ်ချိန်ခါမှထိုးရသလဲလို့ဆိုတော့တရားလိုတရားခံနှစ်တန်ပေါ်ခဲ့တော့ခံစားရတဲ့ဘက်ကအနှိမ့်ဆက်ခံရတဲ့ဘက်ကနေပြီးတော့အဲ့ဒီခေါင်းလောင်းကြီးကိုထိုးဘယင်ကခေါ်ပြီးတော့ဟဲ့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဘာဖြစ်တာလဲအကျိုးအကြောင်းမင်းပြီးတော့ကြီးနိုင်ငံညနှိမ့်ဆက်ကလူပြုတ်တဲ့တရားခံကိုခေါ်၍တရားနဲ့ဆုံးဖြတ်ချက်ချခဲ့တယ်နားထောင်နော်ခေါင်းလောင်းကအကြောင်းမဲ့ထိုးရတဲ့ခေါင်းလောင်းမဟုတ်ဘူးအခုလည်းကျွတ်တို့ခေါင်းလောင်းတွေရှိပါတယ်ဘယ်ထားတော့ဆိုတော့ဇေဒီပထိုးဖရားများအနာမှာခေါင်းလောင်းတွေထားအဲ့ဒီခေါင်းလောင်းကလည်းဘယ်ချိန်ထိုးရတော့ဆိုတော့ကုသိုလ်ကောင်းမှုလေးပြုဆွမ်းတင်ပန်းတင်မိထွန်းမိမိပြုတဲ့ကုသိုလ်လေးအမျှဝေနိုင်အောင်ဆိုပြီးတော့ခေါင်းလောင်းထိုးဖို့ဇေဒီပထိုးဖရားများအနာမှာခေါင်းလောင်းတွေရှိပါခုတော့အဲ့လိုမဟုတ်ပါဘူးထိုးကျင်တိုင်းတွန်းထိုးနေကြတော့နှခမ်းလေးပါလေပဲ့ကုန်ပါပြီအချုံကလည်းတစ်ချက်မဟုတ်ဒေါင်တွန်းထိုးတာတခါတည်းကြည့်အခုတရားစီခေါင်းလောင်းကြီးကအရန်ထိုးလို့မရဘူးတဲ့အဲ့ဒီတရားစီခေါင်းလောင်းကြီးထားပြီးတော့လာခဲ့တရားဥပဒေဆုံးဖြတ်ချက်ကခေါင်းလောင်းတီးတဲ့အချိန်ခါမှာပေါ်ထွက်လာသည်အဲ့ဒါလို့ဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ရဒီကနေ့တော့သူ့နန္ဒယရဏဒေဝီမိဖုရားကြီးမှာထူးခြားချက်တစ်ခုရှိဘုရင်ကြီးအပကတ်လို့မောင်ဖျားဘာလို့များမိဖုရားခေါင်ကြီးနှမတော့မှလေးနဲ့နာကပ်ပြီးတိုးလေးပြောလိုက်တော့ဘုရင်ကြီးပြုံးပြိတ္တဘယ်လိုလေးပြောလိုက်တာတိုးလေးဘာတွေပြောတော့ဘယ်သိမတော့ပါသူတို့ဘာသာကိုတိုးလေးပြောတာသူတို့ချင်းတော့သိတာပေါ့နှစ်ကူကြားနှစ်နာဘုရင်ကြီးပြုံးလာဟန်ကြမိမရခေါင်ကြီးဟန်ကြပြီစောင့်ရှောက်ပါတော့ဗျာဆိုကြတဲ့ကဟိုကိစ္စပေါ့ဒီလိုနဲ့တန်နေခတ်ပြီးတော့လာခဲ့တဲ့ကိစ္စတန်တွေကိုစောင့်ရှောက်ပြီးတော့လာခဲ့တိုးပေါ့ပြိတ္တ6လလွယ်ကျွတ်တူ10လဖွာလိုက်ကြပါစို့တရားရဲပဲခတ်တုတ်ပေါ့6လ10လအဟုတ်ဆောင်နေကျုပ်တရားနောက်နှစ်တောင်ပြီးကြမှာပြီးကိုင်ဖွာရောသားယောက်ျားလေးထီးပြူကနဲ့အောင်မှာရွှေရိုးလှုပ်၍သားယောက်ျားလေးဖွားမြောက်လာတဲ့အချိန်ခါမှာဘုရင်ကြီးတော်ဥတင်ညမှန်လားပါဗျာဓမ္မရာယင်ကိုတော်ကြီးမင်းကြီးများထူးခြားသောအကြောင်းရှိတယ်ထင်တယ်မှန်လားပါဗျာသူနန္ဒယရဏဒေဝီမိဘရခေါင်ကြီးမှာထီးပြူကနဲ့အောင်ရွှေရိုးလှုပ်၍အခုတော့သားယောက်ျားလေးဖွားမြောက်တာဝမ်းမြောက်ဝမ်းသာရှိအောင်တော်ဥလာတင်ရကြောင်းပါဗျာသားယောက်ျားလေးဆိုတော့မင်းကြီးများဝမ်းလက်သာရဲ့စိတ်လည်းမကောင်းဘူးမင်းကြီးများမင်းကြီးတွေမျက်စိလဲတယ်သူစကားကြောင့်သားယောက်ျားလေးမွေးဖွားတယ်ဆိုတော့ဝမ်းလက်သာရဲ့စိတ်လည်းမကောင်းဘူးမင်းကြီးများမှန်လားပါဗျာဘုရင်ကိုတော်ကြီးမိန့်တော်မူတဲ့စကားနှစ်ခွဖြစ်နေလို့ဘုရားကျွန်တော်မျိုးကြီးများဘယ်လိုမှဆုံးပြတ်လို့မရပါဗျာဝမ်းသားတဲ့စိတ်မကောင်းမှုဆိုတဲ့စကားနှလုံးရဲ့အကြောင်းကိုကောင်းကြီးသိအောင်ရှင်းလင်းမိတ်ဆိုတော်မူပါဗျာဒီလိုလေမင်းကြီးများရဲ့သားယောက်ျားလေးဆိုတာတိုင်းပြည်ဤလက်ယုံဘုံတဘာနဲ့ပြည့်စုံတဲ့ဘရင်သားတစ်ယောက်ဖွားမြောက်တယ်ဆိုတာကျုပ်ဝမ်းမသာပဲနေနိုင်မှာမလားဒါကြောင့်သားယောက်ျားလေးဖွားမြောက်လို့ဝမ်းသာတယ်မှန်လားပါဗျာစိတ်မကောင်းဘူးဆိုတာကဒီလိုလေမင်းကြီးများစိတ်မကောင်းဘူးဆိုတာတခြားအကြောင်းမှမဟုတ်ပဲဘယင်ကမွေးတဲ့မင်းသားဆိုတာ
နှစ်ထင်သွေးရောက်ခြေပြားလေးထောက်ပြီးမြောင်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 းနဲ့မင်းကြီးတကယ်တမ်းပြောရမယ်ဆိုရင်ဘရင်သားဆိုတာဖခင်အားကိုးနဲ့တိုင်းလူပြည်သားရဲ့အပေါ်မှာငါရှင်ဘရင်သားဆိုပြီးတော့နှိစ္စကလူပြုမဲ့ကိစ္စတွေတိုင်းလူပြည်သားတွေဝိုင်းပြီးတော့မျက်စောင်းထုံးမဲ့အလုပ်တွေဒါတွေကိုလုံလာရင်ဖြင့်တိုင်းပြည်နဲ့ကျုပ်နဲ့ခက်ပြီဘူးလားလို့တိုင်းပြည်မှာတရားသဖြင့်အုပ်ချုပ်နေတဲ့ဓမ္မရာယမင်းကြီးရဲ့သားတော်ဖြစ်တဲ့ဘရင်သားလေးကဘယ်လိုပဲခဲ့သို့ဒါတွေကျုပ်နာမကြနိုင်ဘူးမင်းကြီးတရားသဖြင့်အုပ်ချုပ်တဲ့မင်းမို့လဲဓမ္မရာယမင်းလို့ကျုပ်တိုင်းပြည်ကသမုတ်ခဲ့ကြတယ်ကိုမှန်လားပါဗျာတို့ပါတော့လေဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းမရှိပါနဲ့သားယောက်ျားလေးဖြစ်သည့်အားလျော်စွာယောက်ျားတို့တတ်အပ်တဲ့အထာရတပညာများကိုသင်ကြား၍ကိုရောကြီးကမွေးတဲ့ကိုရောကြီးရဲ့သားကိုရောကြီးခြေရာနင်းအောင်ပညာများသင်ပေးခြင်းဖြင့်ပြုပြင်ရမှာပါဗျာကောင်းပြီဒါဖြင့်မင်းကြီးများသားတော်လေးကိုနေရီလတွေမမြင်စေပဲနဲ့မြေတိုက်အတွင်းမှာတွန်းပြီးတော့အထိန်တော်များနဲ့တကွစားရည်တောက်ရည်နေရည်ထိုင်ရည်ပျော်ရည်ပါရည်ဘာမှလိုလေသေးမရှိဒီကိစ္စတွေပြုစုယူရ၍သူ့အားအရွယ်ရောက်လာသောအခါမြေတိုက်အတွင်းမှာပင်လျင်အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများတိုင်းပြည်ချစ်တဲ့ဘရင်သားလေးမြေတိုက်ထဲသွင်းအထာရတပညာများသင်စေတဲ့အမိန့်တော်မှမိဘရခေါင်းကြီးငိုတယ်ပေါ့အော်ဖွားကစားဖြစ်တဲ့သားကလေးနုနုနဲနဲမမရင်ဝင်မှာထားပြီးတော့ပြုစုလိုက်ခြင်းပါပြီခုတော့လေမောင်ဖရာရဲ့အမိန့်တော်အရမြေတိုင်းထဲသွင်းမတဲ့အလေးသို့ပါတော့လေတိုင်းပြည်ချစ်တဲ့မောင်ဖရာကသားများဘရင်သားဆိုပြီးတော့တိုင်းမှုပြည်သားမစော်ကားရအောင်ပြုတဲ့ကိစ္စကြည်ပြင်းလာမှပဲငါသားလေးအားရအောင်ကြည့်တော့မယ်မြေတိုင်းထဲသွင်းထားလိုက်ဒီလိုနဲ့နေထိုင်လာလိုက်တာများမကြခင်မှာပဲနောက်ထပ်သားတစ်ယောက်ဖွားမြောက်ပါပြီဗျာများမကြခင်ဆိုပြီးထုံးစံအတိုင်းပေါ့တစ်နှစ်ကြော်ကြော်လောက်တော့ကြာမယ်ပေါ့တောက်လျှောက်ကြီးထင်းနေမှာစိုးလို့ထုံးစံအတိုင်းပေါ့ဒီလိုသားတစ်ယောက်ဖွားမြောက်လာပြန်မှာတော့လေမှန်လားပါဗျာထီးပြူကနေအောင်ရွှေချိုးလှုပ်၍သားယောက်ကြားလေးတဖန်ဖွားမြောက်ပြန်ရောက်ပါဗျာတန်ရောစင်တကြိုးပေါ်တကြိုးဆင်းလို့မင်းကြီးများကြုတ်ဖြင့်စိတ်ထဲမကြည်ဘူးဗျာမှန်လားပါဗျာသားယောက်ကြားလေးဖွားမြောက်တယ်ဆိုတာဝမ်းမြောက်စရာပါဗျာဝမ်းမြောက်တာဟုတ်တယ်ဒီကိစ္စဘရင်သားဆိုတော့ကျုပ်ထင်းတဲ့အတိုင်းများတိုင်းလူပြည်သားနဲ့အခက်မသိဖြစ်လာခဲ့တော့မှန်လားပါဗျာသူ့ကိုလည်းဒီတိုင်းမထားပဲနဲ့သူ့နောင်တော်နဲ့အတူမြေတိုင်းထဲပွန်းပြီးတော့အထာရတပညာများသင်ကြားပေးရင်မကောင်းပါလားဗျာကောင်းတယ်မင်းကြီးများဟုတ်ပြီသားတော်အငယ်ကိုလည်းမြေတိုင်းထဲသွင်းပြီးတော့နေတွေလတွေကိုမမြင်စေပဲနဲ့အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများသားတော်နှစ်ပါးမြေတိုင်းထဲထည့်ထားမဲဖယားဖြစ်တဲ့သူနန္ဒာယရဏဒေဝီမိဘရခေါင်ကြီးကသားတော်တို့လွမ်းလိုက်ပါပြီငါသားတော်တို့ကိုလွမ်းလို့လွမ်းမြေရေးဆိုပြီးတော့မဲဖယားငိုခဲ့ရတာနေ့စဉ်နဲ့အမျှဝဲတော်လည်းမတင်နိုင်စက်တော်လည်းမခွန်နိုင်နဲ့တို့ပါတော့လေတိုင်းသူပြည်သားတနာချစ်ခင်တဲ့မောင်ဖယားဓမ္မရာယမင်းကြီးစိတ်ချမ်းသာအောင်ကလေအဆောင်တော်တွင်တယောက်တည်းစံစားလို့မျက်ရည်များကျနေတော့လေမောင်ဖယားအဆောင်တော်ကြွလာတဲ့ဆိုရင်မျက်ရည်ကလေးကြာကြတော့မောင်ဖယားရှိမဲဖယားမပြုံးခြင်းမနဲ့ပြုံးရမရည်ခြင်းမနဲ့ရည်ရသားတို့ရဲ့အပေါ်မှာချစ်တဲ့စိတ်တွေတဖွာဖွာပေါ်ထွက်နေတာနဲ့မောင်ဖယားရဲ့အပေါ်မှာတောင်အရင်တုန်းကစိတ်တွေမထားနိုင်မင်းနဲ့အချစ်များတောင်ပေါ့တယ်သားတော်တို့ရဲ့
အလေတို့ပါတော့လေသားတော်များအသက်ကြီးပြင်းလို့ပညာစုံနေလာရင်ဖြင့်သားတော်လေးတွေမြင်ရမှာပဲဆိုတဲ့စိတ်နဲ့အမေမျောလင်းပြီးတော့ဖြေးနေရပါတယ်သားတော်တို့ဒီလိုနဲ့မိဘခေါင်ကြီးညီရင်တွားရင်နဲ့ပဲတဖြည်းဖြည်းတစရက်ကူလာစားလာကိုနှစ်ကူးပြီးတော့လာကနှစ်ကူးပြီးတော့လာလိုက်တာဟောသားတော်နှစ်ပါးကအထာရတပညာများမြေတိုက်ထဲတွင်သေအထာရတပညာများလည်းတက်မြောက်ပါလေရောဘုရင်ကြီးထံတော်ဥတင်ညမလားပါဗျာတမရာရင်ကိုတော်ကြီးမင်းကြီးများအကြောင်းထူးသလားမလားပါအကြောင်းထူးဆိုသားတော်နှစ်ဦးအားမြေတိုက်ထဲသွန်းပြီးတော့ထားလိုက်တာနှစ်ပြိစီရကြာညောင်းလို့အရွယ်ရောက်ရုံနဲ့မကအထာရတပညာများတက်မြောက်ကြောင်းပါဗျာမြေတိုက်အတွင်းမှထုတ်ဆောင်တဲ့အချိန်ရောက်ရှိပါပြီဗျာကောင်းပြီမင်းကြီးများသားတော်နှစ်ပါးကိုမြေတိုက်ကယခုချက်ချင်းထုတ်ကြလောသားတော်နှစ်ပါးမြေတိုက်ကထုတ်တဲ့အချိန်ခါမှာသားအကြီးလေးအားနေ့အခါကိုထုတ်ပါနေ့အခါထုတ်တော့လောကရတစ်ခုလုံးအလင်းရောင်ပေးနေတဲ့သူရိယခေါ်တဲ့နေမင်းကြီးမြင်လိုက်တော့ဟာဘိုးဘိုးတို့ကိုတော်လေးဟိုကောင်းငင်ကဝိုင်းဝိုင်းဆက်ဆက်သူ့လည်းကြာကြာကြည့်လို့မရဝင်းထင်းနေတဲ့အရာဝတ္ထုကြီးကဘာလဲအဲ့ဒါနေမင်းလို့ခေါ်ပါလေနေမင်းလို့ခေါ်ပါတယ်အရှင်သားဒါကြောင့်နေ့အခါကိုထုတ်လို့သားတော်အကြီးလေးအားနေကိုစပြီးတော့မြင်ရလို့သူ့အားနာမည်လေးပေးလိုက်တော့သူရိယကုမာရာမြန်မာလိုပြောတော့နေမင်းသားလေးပေါ့ပေးသားကြီးဗာမင်းသားလေးသားတော်အငယ်လေးကိုညအခါမှာမြေတိုက်အတွင်းကထုတ်လောကရကိုအလင်းရောင်ပေးနေတဲ့လမင်းကိုမြင်တော့သားတော်အငယ်လေးကဘိုးဘိုးတို့ဟိုဝိုင်းဝိုင်းဆက်ဆက်နဲ့အေးမြကြည်လင်းတဲ့အရာဝတ္ထုအလင်းရောင်နေပေးနေတာသူ့ဘသူလို့ခေါ်တယ်လဲခင်ဗျအရှင်မင်းသားလမင်းလို့ခေါ်ပါတယ်ညအခါကိုထုတ်လို့လကိုစပြီးတော့မြင်ရလို့သူ့ကိုစန္ဒကုမာရာတာအငယ်ကိုမှဲ့လိုက်မြန်မာလိုပြောတော့လမင်းသားလေးပေါ့နေမင်းသားလမင်းသားလေးတွေအမိတွင်လို့အပြင်မဲ့ရောက်လာတော့မူကြီးမရာသေနာပတိတွေဓမ္မရာယမင်းကြီးနာကတ်လို့မှတ်လာပါဗျာကုတော်ကြီးသားတော်နှစ်ပါးသည်အထာရတပညာများတက်မြောက်ပါသဖြင့်ထီးမွေနန်းရာသည်မိဘအရေးအရာအမွေစားအမွေခံအဖြစ်နဲ့မြည်သည့်မင်းမဆိုမိမိဤသားတော်ညီတော်များအားအိမ်ရှိဥပယဇာအနှင်း၍ထီးနန်းစည်းစိမ်ကိုမသေးခင်မှပေးအပ်ကြပါရဗျာတို့ပါ၍သားတော်နှစ်ပါးအားအိမ်ရှိရာရူကြီးမြောက်စားရန်အချိန်အခါသင့်တော်ကြောင်းပါဗျာအေးဟုတ်တယ်မင်းကြီးများဒါဖြင့်ကောင်းပြီဒီကိစ္စသေးသေးကွေးကွေးတော့မဖြစ်စေချင်ဘူးကျဲကျဲပြန်ပြန်လှဲနေလှဲအောင်မြင်းဆောင်မကြံတိုင်းပြည်တပြည်လုံးကျုပ်ဤသားတော်နှစ်ပါးအားအိမ်ရှိမင်းမြောက်တဲ့အကြောင်းကိုမောင်းကျင်းနဲ့ခတ်ပြီးတော့စီလီကြမင်းကြီးများမှန်လားပါဗျာမှန်လားပါဗျာဆိုပြီးအမတ်တီစီစဉ်ကြချိုးအမတ်တီလည်းအမတ်ကြီးတွေနဲ့ဟိုမောင်းကြီးတွေနဲ့ထွက်ပေါ့လေတိုင်းသူပြည်သားလူအများတို့လေထုခဟုတ်လားအခုလှဲ့တော့ကိုသိမှာပေါ့မောင်းကြီးလည်းဘုန်းကြီးကိုယ်တိုင်ဒူလို့ထုနေလို့ပဲဖြစ်မလို့မောင်းကြီးနဲ့ဆိုမှတော့ကိုလှဲ့ကိုသိထားထုရလိမ့်မယ်နော်ဘူးရှာထားကြတိုင်းသူပြည်သားလူအများတို့လေတချို့ကမောင်းကြီးတန်ထွက်တော်ပါသေးရဲ့
ကျုပ်ရွာတရွာဟောတယ်မောင်းထုပါဆိုဒကမတယောက်ကတယောက်ယောက်လှမ်းခေါ်တဲ့အတိုင်းပဲမောင်းကျုပ်ကမောင်းထုတယ်မထင်ဘူးသူ့အဟွာခေါ်နေတယ်ကြီးထင်မောင်းလေးတန်ထွက်မောင်းကြီးပိဋကမောင်းကြီးထုပြီးတော့လှဲနဲ့လှဲအောင်မြင်ဆောင်မကြတိုင်းသူပြည်သားလူအများတို့သည်ဓမ္မရာယင်ကိုရောကြီးနဲ့သူ့နန္ဒယရဏဒေဝီမိပွေခေါင်းကြီးမှာပေါက်ဖွားတဲ့သားနှစ်ယောက်အားမွေးဖွားပြီးတဲ့နောက်မြေတိုက်အတွင်းသွန်းပြီးတော့ထားလိုက်တာတိုင်းသူပြည်သားတွေသားသမီးရှိမှတောင်မသိရအခုတော့အရွယ်လဲရောက်အထာရတပညာလဲမြေတိုက်အတွင်းတွင်တက်မြောက်ခဲ့ပြီးသားဖြစ်ပါသောကြောင့်မြေတိုက်အတွင်းမှထုတ်၍နေမင်းသားလမင်းသားသားတော်နှစ်ပါးအားအိမ်ရှိဥပယဇာအနှင်းမည်ဖြစ်ပါ၍အိမ်ရှိဥပယဇာအနှင်းတဲ့ပွဲသို့ဘယင်သားဖြစ်သောနေမင်းသားလမင်းသားကိုတော်လေးများရဲ့မျက်နာကိုဖူးမြော်ကြော့ရင်ခင်းကျင်းထားတဲ့ပွဲလန်းသဘင်ကိုမြည်သူမဆိုလာရောက်၍ပျော်ပါနိုင်ကြသည်ဘယင်အမိန်နော်မောင်းကနှင်းကြလို့အေးနေတယ်မောင်းတန်ကလည်းပြော့ရတာကွယ်ကဲဒီလိုကြင်ညာလိုက်တော့တရားနာပိဋကကြီးဒီကိစ္စလူသားတွေတင်မကဂျိုးကြလင်မယားကကြားတကူပိဋကဂျိုးကြလင်မယားကကြားတော့အိမ်ရှိဥပယဇာအပ်တဲ့ပွဲကိုဂျိုးကြလင်မယားကလည်းကောင်းငင်ကပြန်တန်းပြီးတော့သူတို့လာကြည့်ကြတကောလာကြည့်တဲ့အချိန်ခါမှာနေမင်းသားနဲ့လမင်းသားလေးနန်းရင်ပြင်မှာရှိနေတဲ့အခိုက်ဂျိုးကြလင်မယားကောင်းငင်ကပြန်တန်းတာကိုမြင်လိုက်ရတော့ဖြင့်လမင်းသားဖြစ်တဲ့ဇန္နကုမာရလေးကဘိုးဘိုးတို့ရှင်မင်းသားလေးဟိုကောင်းခင်ကပြန်သွားတာဘာကောင်းနေလဲဗျဂျိုးကြလို့ခေါ်ပါလိအရှင်သားဂျိုးကြရှိစေအောင်တော့ဘိုးဘိုးတို့အရှင်သားလေးအကောင်းကင်မှာဝိုင်းဝိုင်းဆက်ဆက်နဲ့အလင်းရောင်ထွက်နေတဲ့အရာဝတ္ထုကြီးကသူ့ဘာခေါ်လဲနေမင်းမှာအရှင်သားအဲ့ဒီနေမင်းနဲ့ကျွတ်တို့ရဲ့ခမဲတော်ဖြစ်တဲ့ဓမ္မရာယမင်းကြီးနဲ့ဘသူကဘုံကြီးတယ်မလာပါကတော်ကြီးဖျားဓမ္မရာယမင်းကြီးထက်လောကရတ်ကိုအလင်းရောင်ပေးတိုင်သောဟောဒီနေမင်းကြီးကဘုံအာနုကိုအစာပေါင်းများစွာတာပါတယ်ရှိစေဘိုးဘိုးတို့ခမဲတော်ထက်ဘုံအာနုပေါ်ကြီးတဲ့နေမင်းသည်သာလျှင်ခမဲတော်ခေါင်းပေါ်မှာဖြတ်တန်း၍ပြန်တန်းတာကိုကြုတ်ကြည့်ရင်လေခုနင်းကပြန်တန်းတဲ့ဂျိုးကြနှစ်ကောင်နဲ့ခမဲတော်နဲ့ဘယ်သူကမြတ်တယ်လဲကိုတော်လေးဗျာတိုင်းသူပြည်သားလူအများကိုအစိုးရတဲ့ဓမ္မရာယမင်းကြီးနဲ့ကောင်းကင်ပြန်တန်းတဲ့တရိစ္ဆာန်ဖြစ်သောဂျိုးကြများနဲ့မနှိုင်းမာနဲ့ကိုတော်လေးတရိစ္ဆာန်ကြီးဖြစ်ပါအစပေါင်းများစွာကိုတော်လေးရဲ့ဓမ္မရာယခမဲတော်မင်းတရာကြီးကတာလူမြင့်မြတ်ပါရဲ့ကြည်စမ်းပါဗျာခမဲတော်လောက်မမြတ်တဲ့ဂျိုးကြကခမဲတော်ခေါင်းကိုပြန်ရတဲ့လားခမဲတော်ထဲအစပေါင်းများစွာမြတ်တဲ့နေမင်းပြန်တန်းတာကိုသာကြုတ်ကြည့်ရင်လေခမဲတော်လောက်မမြတ်တဲ့တရိစ္ဆာန်ဂျိုးကြအယုတ်ကောင်နှစ်ကောင်ကခမဲတော်ရဲ့ခေါင်းပေါ်ပြန်တန်းတာကြောက်မမြင်တော့ဘူးလာခဲ့ဆိုပြီးတော့မြားနဲ့ခွင်းမလို့တရားနာပိဋကစီစဉ်လိုက်တော့နောင်ဖျားဖြစ်သောသူရိယကုမာရမင်းသားကဟဲ့ညီကွာမလုံနဲ့လေညီကွာအိုးနောင်တော့ဖျားမတားနဲ့မင်းဒီလိုပဲငွေရွယ်သူဆိုတော့ဇွတ်တရလောက်တာမလုံနဲ့လေအိုးခမဲတော်လုံးမမြတ်တဲ့ဂျိုးကြလင်မယားတရိစ္ဆာန်သားကဒီပေါ်မှာပြန်ရသလားဂိုင်းခမဲတော်အတွက်ဒါလောက်ခိအောင်ရက်ဆက်အယုတ်ကောင်တွေကခမဲတော်ရွှေနန်းတော်နဲ့ခမဲတော်ခေါင်းပေါ်ပြန်တန်းကြောင်မထားဘူး
လာလေရောဟာမြားနဲ့ခွင်းလိုက်တာဟောဂျိုးကြဘူးလေပင်ပြတ်ကြလေပင်ပြတ်ကြရင်ဂျိုးကြဘူးလေပင်ပြတ်အကြမှာဂျိုးကြမကမခံရနိုင်လုံးလို့ဟင်ရစ်စက်ပါပဲဒီကနေ့ပဲအိမ်ရှိဥပယဇာအနှင်းနဲ့ပွဲအိမ်ရှိဥပယဇာအနှင်းနဲ့ပွဲကြီးမပြီးခင်အိမ်ရှိမင်းသားလို့အမည်ခေါ်မခံရခင်ရဲဆက်ဆက်ဒေါသနဲ့ငါလင်သားကိုမြားနဲ့ခွင်းနဲ့အသင်မင်းသားတင်းငါဒီတိုင်းမထားဘူးတင်းငါဒီတိုင်းမထားဘူးငါလင်သားသေတယ်လို့တင့်သေစေရမယ်မထားဘူးဆိုပြီးတော့ဂျိုးဂျာမကဓမ္မရာရင်မင်းကြီးထားတဲ့ဟောတရားစီခေါင်းလောင်းကြီးကိုပြန်ပြီးတော့တအားထိုးလိုက်ပါတော့တရားနာပြိတ္တာဟဲ့မင်းကြီးများဖေရသားတော်များအိမ်ရှိဥပယဇာအနှင်းမဲ့ပွဲမပြီးစည်းခင်မှာတရားဆုံးဖြတ်စရာအကြောင်းတစ်ခုကိုပေါ်လာပြန်မှုထင်တဲ့ခေါင်းလောင်းမှကြားတယ်သွားကြည့်သားဆိုတော့ဂျိုးကြမှာတွေ့ဟဲ့ဂျိုးကြမှာဘာလို့တဲမိုက်ရိုင်းဒါကြောင့်သူ့လင်လေပင်ပြတ်သေးငါမိုက်ရိုင်းနဲ့မပြောနဲ့ငါရဲ့ရိုင်းတာကတင်တို့ရဲ့အရှင်သားအဲ့လေဂျိုးကြမှာဒိုမင်းနေတာကိုပြောခေါင်းလောင်းထိုးတာဘယ်သူထိုးတာငါထိုးတယ်တင်ဂျိုးကြမှာဘာပြုလို့ထိုးတာထိုးတယ်လို့ထိုးတယ်အကြောင်းမဲ့ဒီခေါင်းလောင်းမထိုးရဘူးအကြောင်းမမဲ့ဘူးအိမ်ရှိဥပယဇာမြောက်မဲ့အိမ်ရှိမင်းသားလောင်းနှစ်ပါးကိုငါတို့ကတော့ဖူးချင်မြင်ချင်လို့လာကြည့်ယခုတော့ငါလင်သားရဲ့လေပင်ကိုစန္ဒကုမာရခေါ်တဲ့လာမင်းသားခွင်းလို့လေပင်ပြတ်ပြီးသေးရပြီဒါကြောင့်ဒီကိစ္စငါမခံရနိုင်လို့ဘရင်ထမငါလင်သားသေးလို့ငါတရားဆွဲမလို့ခေါင်းလောင်းထိုးတယ်ခက်တော့တာပဲမင်းကြီးများကျွန်တော်တို့လည်းဘရင်အပါခါစားလို့ဆုံးပြတ်ခဲ့တဲ့ဒီခေါင်းလောင်းနဲ့ပတ်သက်တဲ့အတန်တွေကိုကြားခဲ့ရတရိษံမပါပါဘူးဗျာဟင်ဒီကနေ့အခုတော့တရိษံကြိုးချာမကသူ့လင်လေပင်ပြတ်တယ်လို့ဘရင်သားတရားဆွဲမှာတဲ့ဗျာအလေဘရင်ထံကြမှာဒီကိစ္စဘရင်ကိုရောမြတ်ကြီးဆုံးပြလိုက်မယ်ခမရတို့ကျွတ်တို့ဘေးကနေပြီးတော့စိတ်ညစ်နေစရာမလိုပါဘူးဟဲ့ကြိုးချာမလာဘရင်ရှိတော့လိုက်ခဲ့ကြိုးချာမခွန်သွားဟဲ့ဘင်းကြီးဗျာဖေရခေါင်းလောင်းထိုးတဲ့လူရှာခဲ့ပါသူဘယ်နဲ့တရိษံမငါထံခွန်လာကြမှန်လားပါဗျာခေါင်းလောင်းထိုးတာဟောဒီဂျိုးကြတရိษံမပါဗျာဟဲ့ဂျိုးကြမဘာတော့ဟဲ့ဘရင်ရဲ့ဩတဲမိုက်ပါလားဟဲ့ဓမ္မဘာတော့ဖျားဖြင့်ဘာတော့ဖျားလုပ်ပါဘယ်နဲ့ရှင်ဘရင်ရဲ့တွေပါရင်ရင်တီးပြီးငါမှမပြောတတ်ဖဲနဲ့မပြောတတ်တာကိုတို့တဲ့ဖျားလို့ထူးလိုက်အဲ့ဒီမှာဂျိုးကြမကဖျားဘယ်နဲ့ကြောင့်သင်ခေါင်းလောင်းထိုးတယ်လဲဟဲ့ငါလင်းရဲ့လေပင်ကိုမြားနဲ့ခွန်းပြီးတော့တတ်တဲ့လူသက်ကောင်ကိုဘရင်ထံတရားစွဲခြင်းလို့ငါထိုးတယ်မင်းကြီးများကြားကြမှန်လားပါဗျာဟဲ့နင်းလင်ရဲ့လေပင်မြားနဲ့သိအောင်ခွန်းတာဘယ်သူလဲအသင်မင်းကြီးရဲ့သားဖြစ်သောသားအငယ်စန္ဒကုမာရလာမင်းသားလေးကမြားနဲ့ခွန်းလို့ငါလည်းလက်ပင်ပြတ်ပြီးသေပြီတဲ့ခက်ပါလားဒါကြောင့်သားနှစ်ပါးဖွာကလေးကဝမ်းလဲသားရင်စိတ်လည်းမကောင်းဘူးဆိုတာဒါတွေပဲမင်းကြီးများကြည်စမ်းအခုဘရင်သားအိမ်ရှိအရာအထားဖို့ကိစ္စဒီပွဲကြီးမှမပြီးမြောက်ခင်အိမ်ရှိမင်းလို့မှအခေါ်မခံရခင်သူများအသက်ရက်ဆက်ဆက်တတ်တဲ့ဟဲ့မင်းကြီးများဖေဟာသားတော်အငယ်စန္ဒကုမာရရှိတော်သွင်းမှန်လားပါဗျာသားတော်လေးဗျာစန္ဒကုမာရခမဲတော်ဓမ္မရာယမင်းကြီးကရှေ့တော်ဝင်ခစားစေပါတယ်ဗျာ
လာမင်းသားလေးဘုရင်ရှိရောက်ခမဲတော်ဗျာသားတော်ရောက်ကြောင်းပါဗျာအေးမိဘရခေါင်ကြီးဗျာပေါင်းဗျာကိုသားရောက်လာမေးမယ်နော်မှန်လားပါမောင်ဗျာမေးတော်မူပါဗျာဟဲ့သားတော်လေးဆန္ဒကုမာရဗျာဂျိုးကြရဲ့လေဘင်းကိုမြားနဲ့ခွန်းပြီးတော့တင်တတ်တယ်ဆိုတာမှန်သလားမှန်လားပါဗျာသားတော်တတ်ပြီးကြောင်းပါဗျာမိဘရခေါင်ကြီးပေါင်းဗျာကိုသားတော်ဥတင်တာကြားရဲ့မှန်လားကြားသိရကြောင်းပါဗျာကိုသားကမှန်နာကိုဝန်ခံနေပြီဗျငါဓမ္မရာယမင်းကြီးဒီတရားစီခေါင်းလောင်းထား၍မတရားလုပ်သောအမှုလူသားတွေအတွက်ဆုံးဖြတ်ချက်ချခဲ့တော်လဲတရစ္ဆာန်အတွက်မဆုံးဖြတ်ဘူးလို့ငါဘယင်အမိန့်မရှိခဲ့ဘူးတရစ္ဆာန်တွေလည်းဒီကနေ့ဆုံးဖြတ်ရလေမှန်လားပါမောင်ဗျာကြည့်ရှုပြီးတော့ဆုံးဖြတ်တော်မူပါဗျာကြည့်တယ်ရှုတယ်ဆိုတဲ့ကိစ္စကအမှန်ကိုအမှန်တိုင်းကြည့်ရမယ်အမှားကိုအမှားတိုင်းကြည့်ပြီးဆုံးဖြတ်ရလိမ့်မယ်မိဘခေါင်ကြီးရဲ့မင်းကြီးမြဗျာသားတော်သည်သူအိတ်လင်သားဖြစ်သောဂျိုးကြဖို့လေဘင်းကိုမြားနဲ့ခွင်းချင်းကြောင့်ဂျိုးကြမအလူကြငါတရားသဖြင့်ဆုံးဖြတ်၍ဥပဒေအမိန့်ချမှတ်မယ်ဗျာမှန်လားပါဗျာဟဲ့ဂျိုးကြမဗျာသင်လင်သားမြားနဲ့ခွင်းနဲ့ဆန္ဒကုမာရငါဤသားတော်ရင်အငယ်အားဘယ်ကဲ့သို့ဆန္ဒရှိတယ်ဆိုတာတော်ဥတင်မှန်လားပါဗျာမှန်လားပါဗျာအခုအဖေါ်လည်းပြင်းနေပါပြီဗျာကျွန်တော်မျိုးမကြီးရဲ့ဂျိုးကြဖို့လည်းပင်မြားနဲ့ခွင်းနဲ့ဘယင်မင်းတရာကြီးရဲ့တာရင်ဆန္ဒကုမာရအားရဲ့ဆက်ချစ်ခင်နေတဲ့လင်မယားကိုအသက်သိအောင်ခွဲခြင်းကြောင့်ဂျိုးကြဖို့လည်းပင်ပြတ်ပြီးတော့သေသလိုစန္ဒကုမာရမင်းသားအားလေပင်ဖြတ်ပြီးတော့သေစားသေမကျင့်နှံ့မှာပါဗျာတင်လိုက်ပါရောဗျာမိဘရခေါင်ကြီးဗျာပေါက်ဗျာကြားရဲ့ကြားကြောင်းပါဗျာနားပေးမဲ့ပေါ့မိဗျာကြီးသူ့လင်ကိုသေအောင်တတ်ထားတဲ့ကိစ္စဘယ်ခံရနိုင်မှာမလို့ဟဲ့မင်းကြီးဗျာဗျာငါကိုတော်ဘရင်အမိန့်တော်မှတ်မယ်အမိန့်တော်နာခံကြဂျိုးကြဖို့လည်းပင်မြားနဲ့ခွင်တော်သားတော်ရင်ဆန္ဒကုမာရလာမင်းသားအငယ်အားဂျိုးကြဖို့သေသလိုသေစားသေမှကျေနပ်မယ်ဆိုလို့ယခုချက်ချင်းသားတော်ငယ်အားကတုတ်တန်ထောင်းလေပင်ဓာတ်ခုံ၍သေအောင်သားလိုက်ကြမင်းကြီးဗျာဟာငြိမ်သွားမင်းကြီးကလည်းငြိမ်သွားမိဘရခေါင်ကြီးကတော့အမေ4000ထဲနိုင်လဲသွားပြီမိဘခေါင်ကြီးလဲသွားပြီဟောဟဲ့မင်းကြီးမြဖေဟာမိဖုရားကြီးကြည်စမ်းကြည်ကြဆောင်မိဖုရားကြီးမထူဘူးဘယင်ကသူ့မိဖုရားကြီးလဲသွားလို့ထူဘူးသိမတုံလို့ဘူးပြိဿနောက်မိဖုရားကြီးတတိယမောင်ဖုရားဘာတော့မိပြခေါင်ကြီးသားတော်လေးကိုသေစားသေးစေလို့မှတ်တဲ့အမိန်တော်ကြီးမသိမ့်တော့ပါဘူးဗျာမေဗျာရှိပါစေတော့သားတော်ကနဲ့သားတော်ရှိပါစေတော့ဒီလိုမျက်ရည်စုံငိုပြီးတော့နေကြတဲ့အခိုင်အတန့်ဝင်လာပြီသူရိယကုမာရနေမင်းသားလေးဟာဘိုးဘိုးတို့ကိုတော်လေးဘယ်လိုဖြစ်ကြတာလဲအိုးမေဖုရားလည်းရွှေမျက်ရည်စုံငိုနေတော်မူပါလားဟင်ညီကွာဆန္ဒကုမာရနောင်ဖယားနဲ့မင်းမျက်ရည်စားနဲ့နောင်ဖယားပြောစားဘယ်ကိစ္စဘယ်အကြောင်းကြောင့်မလာပါနောင်ဖယားခမဲတော်ကောင်းမောကိုပြန်တန်းတာမကျေနပ်လို့လေပင်မြားနဲ့ခွင်ပြီးဂျိုးကြဖို့သေအောင်တတ်မိလို့သေစားသေစီဆိုတဲ့
မိန်တော်ကြီးမှတ်ပြီးပြီဗျာအိုးတိုင်းရကြားလို့မှမသိတော့ပါလားခမဲတော်ဗျာခမဲတော်ဗျာဟဲ့ဘာတော့သားတော်ကြီးတရိษံတကောင်ကိုတတ်မိတဲ့သားတော်အငယ်အားကိုရင်သွေးလေးအားသေစားသေစီလို့ဆုံးဖြတ်ချက်ချတာမသိတော့ကြောင်းပါဗျာနေပါအောင်ကွမင်းကအဖေလားငါကအဖေမှန်လားပါဗျာခမဲတော်ကအဖေပါဗျာငါကအဖေငါဆုံးဖြတ်ချက်ကိုမင်းကန့်ကွက်လို့ရမှာတယ်လားကွမှန်လားပါဗျာစဉ်းစားတော်မူပါခမဲတော်ဗျာသားတော်လေးသည်ဒီကြိုးကြကိုတတ်ချင်လို့တတ်သည်မဟုတ်ခမဲတော်ခေါင်းပေါ်ကိုအယုတ်တမဖြစ်တဲ့တရိษံပြန်တန်းလို့မမြင်လိုဘူးဆို၍ခမဲတော်အတွက်တတ်ခြင်းပါဗျာဟေးခမဲတော်အတွက်တတ်တော့ပါဏာတိပါဒအမှုကခမဲတော်ခံရမလားကွာသူတတ်လို့ခုသူခံရမယ်မှန်လားပါဗျာမသိတော့ကြောင်းပါဗျာသားတော်ငယ်ဆန္ဒကုမာရကိုသေစားသေစေလို့အမိန့်တော်ချမှတ်ရင်ဟောဒီသားတော်ကြီးလည်းနေတဲ့အတွင်းမှာအတူနေခဲ့တဲ့ညီနောင်အရင်မို့သားတော်ကြီးကိုဟာသေအောင်တတ်တော်မူလိုက်ပါဗျာမင်းကြီးမြတ်ဗျာကိုအသက်တစ်ချောင်းသေရမှာအလွန်ကြောက်ကိုဥမာဥထင်းကိုတန်ရောစင်မှာကိုကြီးမာညီနောင်အရင်မို့ချစ်တနာတာနဲ့သူဟာသေခြင်းတဲ့ဗျာမှန်လားပါဗျာမိမရခေါင်ကြီးဟောဗျာအပမရှိကြောင်းပါဗျာကိုသားအကြီးကသူပါသေခြင်းတဲ့မှန်လားပါဗျာမှန်လားပါဘုရားမနေနဲ့သားနှစ်ပါးစီဒီကနေ့ဒီအချိန်မှာငါဤတိုက်ပြီးထားခဲ့တရားစီကြီးနဲ့ဆုံးဖြတ်ချက်ချဓမ္မတဥပရိတတ်မှတ်ပြီးတော့လာခဲ့တာဘယ်တုန်းကမှငါဘယင်ဒီမှားယွင်းသောဆုံးဖြတ်ချက်မရှိယခုအချိန်မှာတရိษံနဲ့ပတ်သက်လို့ဒါအစဒီတစ်ချိန်တစ်ခါမှားလို့ဖြင့်မသိတော့ပါသောကြောင့်ဟဲ့မင်းကြီးများအမိန်တော်မှတ်မယ်အမိန်တော်နာကမှန်လားပါဗျာသားတော်နှစ်ပါးအယခုချက်ချင်းကသုတ်တန်ထုတ်ဒါခုံး၍တတ်စေအဲ့ဒါလိုအမိန်တော်ကြီးလည်းမှတ်လိုက်ပါလေရောမိဘရခေါင်ကြီးမောင်ဖျားရစ်စစ်တော်မူလိုက်လေခြင်းမောင်ဖျားသားတော်နှစ်ပါးကိုယခုကဲ့သို့တရိษံတတ်မိတာနဲ့သေစားသေစေလို့ချမှတ်တဲ့အမိန်တော်ကြီးမင်းတရားကြားလို့မှမသိတော့ပါဘူးမောင်ဖျားတဲ့ခက်တဲ့ကိုမိဘရခေါင်ကြီးကိုသားအရင်နှစ်ပါးကိုသေစားသေစေဆိုပြီးအမိန်တော်ချမှတ်တာတော့မင်းတရားကြားလို့မသိတော့ဘူးကြည်နိုင်ငယ်ညင်ထင်တယ်လို့ပြုဟိုမှာသူ့လင်နာတတ်လို့ဂျိုးကြံမှဖြတ်ဖြတ်လူမခံမရဖြစ်နေတာကြတော့မင်းမြင်ရဲ့သလားကိုချင်းမစာလိုက်လေမိဘရခေါင်ကြီးတိုင်တာပါကြလို့တင့်တော်သည်ဖြစ်စေမတင့်တော်သည်ဖြစ်စေမှားသောအမှုကိုမှားတယ်လို့ပဲဆုံးဖြတ်ချက်ပြုတာငါဓမ္မရာမင်းကြီးရဲ့အကြောင်းကောင်းကောင်းသိစေရမယ်မှန်လားပါဗျာအသေးဖွားလေးပါဗျာအသေးဖွားလေးပါဗျာသူများအသက်တတ်တာအသေးဖွားလို့ဆုံးဖြတ်ချက်ချလို့ရမလားမိဘခေါင်ကြီးရဲ့မှန်လားပါဗျာသားတော်နှစ်ပါးကိုယခုကဲ့သို့ဆုံးဖြတ်ချက်ချပြီးတော့သေစားသေစေလို့အမိန်တော်အတ္တမတော်ပါဘူးဗျာသားနှစ်ပါးကိုသေစားသေစေဆိုတဲ့အမိန်တော်ကြီးမတ္တမသိလျောပါဘူးဗျာရဲ့လို့ကဇာသနာပလင်မနရတဖဘယလက်တင်ထားကပါငိုဟဲ့မိဖုရားကြီးငိုနေတယ်နော်ကဇာသနာပလင်မနရတဖဘယလက်တင်ထားကပါတစ်ချက်ပင်မတနာအောင်ရဝေဝါတွေကိုဖြင့်သေစားသေစေလောသေစားသေစေလောငိုးနေတာမိဖုရားဆိုတော့မိန်းမကြီးကျုပ်ကယောက်ျားဆံဖြစ်နေဗျာရောရှားရှည်တယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှည်ပြလိုက်ဦးမယ်ရလားနရသဖဘယလက်တင်ထားကပါ
မိမတန်ပြောနေတချက်ပင်မတနာပေါင်းရဝေဝါတွေကိုဖြင့်သေစားသေးသေးလောင်းဒီလိုလာရမှာကိုဗျသေစားသေးသေးလောင်းဝယ်ဒီလိုလာမှာကိုအပြောတာနေရတာဟေးဘုန်းကြီးနဲ့မိမတန်နဲ့တခြားစီတခြားစီမိမဆိုရင်အဲ့ဒီလိုမှုမှာပါလို့ကျုပ်ဒီတိုင်းပြောပြအပြစ်ကတော့အသေးမှာပါမောင်ဖယားဟာရဲ့ရှင်းလာတဲ့သွေးသားနှစ်ဖြာရတနာနှစ်ပါးကိုလားအသေးမှာပါဗျာဟိုခက်ပါပြီမိဘခေါင်ကြီးသူများအသက်တတ်တာအသေးအမွှားလို့မှတ်လို့ရမလားကဲမိဘကြီးကိုသားနှစ်ပါးအတွက်ဒီလောက်ရတဲ့ဘွားကျုပ်တရားပြပြီးတော့ဆုံးမမယ်ဗျာမင်းကြီးမြဖေဟာတန်ရောစဉ်သမှုတွေကတဲကြည့်ကြကိုဗျကိုဥမဥထင်းကိုသားသမီးကသားသမီးထင်းကိုလင်မလင်ထင်ကြတဲ့လောကဒီတိုင်းသာကိုအတွက်တစ်ဖက်ထဲတဖို့တည်းကြည်ပါကတိုင်းပြည်ကြီးပဲကောင်းစားနိုင်မှာမလဲဒီတိုင်းဆိုရင်မဖြစ်ဘူးတဲ့မဲဟေးမင်းကြီးမြဖေဟာဒါပါလေမှန်လားတန်ရက်ပါဗျာဒါပါလေမှန်လားတန်ရက်ပါဗျာယောဒီတန်ရက်ကိုယူတယောက်တော့သူသည်ငါကိုသေအောင်သားဘယင်ကိုတတ်တဲ့အမှုနဲ့ဒင်းတို့ဘယ်လိုအပြစ်မှမခုစေရဘူးယောငါသေအောင်သားသေအောင်သားဆိုတော့မိဖုရားကြီးဟင်မိဖုရားကြီးမတ်တရဟိုင်းမကောင်းနဲ့မကိုင်းရဲ့တတ်ရဲ့ငါမောင်ဖယားကိုဘယ်သူမှမတတ်ကြတိုက်ရင်တင်းလို့သိမယ်မင်းကြီးမြဖေရသူ့လင်ထိတော့သူနာတယ်မင်းကြီးတရားပြနေတာနော်ရှင်မင်းကသူ့လင်ထိတော့သူနာတယ်မင်းကြီးမိဖုရားကြီးမောင်ဖျားတပ်ပါစေလေမတတ်ရဘူးငါမောင်ဖျားကိုမတတ်ရနားချောင်းဟေးနားတယ်နော်မိဖုရားကြီးသတိထားလို့ကိုလင်သားကိုသူများတတ်ဖို့ဆိုတာဝေးစွာလက်ဖြားလေးမှမတို့သေးဘူးယခုချက်ချင်းအစိတ်ပြင်းသောမွေဟောက်ကဲ့သို့ထိုင်ရာကထားငါမောင်ဖယားမတတ်ရဘူးတဲ့ဒါကြောင့်မင်းပြခေါင်ကြီးကိုလင်သားကြတော့အသက်မသိသေးပဲနဲ့ဒါလောက်ထိအောင်ပူပင်တော့ကရောက်နေရင်ဟိုခမညာကြိုးကြလေပင်ပြတ်လို့သူ့တင်လင်သားသိရတဲ့ကိစ္စမခံမရနိုင်ဘူးဆိုတဲ့ဟာကိုချင်းစာပါမှာပေါ့မိပြခေါင်ကြီးမှန်လားပါဗျာကိုချင်းတော့စာပါရဲ့တရိษံနဲ့လူသားမှုအသေးမွားပါဗျာအသေးမွားပါဗျာမောင်ဖယားရဲ့ဝိသနဖြာရတနာနှစ်ပါးကိုလားသေစားသေစီအမိန်တော်ပဲထမ်းမိတာတော့မောင်ဖယားတားပါရစေလားလာနမတော်ကိုတော့အတနာငိုလိုက်ပုံတော့ကွာကြလားမိဖုရားကြီးဟဲ့ငိုပြီးအဲ့ဒါလို့တော်ဦးတင်လိုက်တာကဲမင်းကြီးမြဖေဟာငါအိပ်မိဖုရားသည်ကိုချင်းစာတရားမရှိဘူးကိုလင်ထီတော့သူနာတယ်သူ့လင်ထီတော့ဟိုခမရနာပေမဲ့လို့သူတတိမရရှာပဲကိုဒါလောက်ထီအောင်ကိုဥမဥထင်တဲ့မိဖုရားဒီလိုလျှောက်ထားပြီးတော့သေစားသေစီဆိုတဲ့အမိန့်တော်ကြီးပြန်ရုပ်သိမ်းခိုင်းတော့လဲငါကိုတော့မသိနိုင်ဘူးမိမစကားနာထောင်လို့ကိုသားနှစ်ပါးမို့ဒီကဲ့သို့တရားစီနဲ့ဆုံးဖြတ်ချက်မမှန်ကန်ရင်တိုင်းပြည်မှာငါရှင်မရင်ကိုကဲ့ရကြလိမ့်မယ်ဟဲ့ပင်ကြီးမြဖေဟာအမိန့်တော်မှတ်မယ်အမိန့်တော်နာကယခုချက်ချင်းသားတော်နှစ်ပါးနားလေးကဆွဲထုတ်တုတ်တန်ရောက်တဲ့အခါမှာလေပင်ကြိုးကြသေသလိုဓာတ်ခုတ်၍တတ်လိုက်ကြပါမင်းကြီးများမရပါဘူးတမိတ်မထုတ်ပါအာနာဘွယ်သားများဆိုဆွဲခေါ်ပါခဲ့ကုတော်လေးဆွဲခေါ်နှောင်ချိုးတဲမိဖုရားကြီးပက်လက်လန်လဲသွားပက်လက်လန်လဲရမှနောက်တရိရလာတော့ဟင်ဟဲ့ငါသားတော်လေးဒီကောငါသားတော်တစ်ပါးကောအော်သူရိယကုမာရသန္တာကုမာရတို့
ခက်ပြီသေးစီဆိုတဲ့အမင်းကြီးပဲချမ်းမလိုက်ပြန်ပြီမဖြစ်ဘူးငါသားတော်နှစ်ပါးငါလိုက်ပြီးတော့နှုတ်မယ်လိုက်နှုတ်မယ်ဆိုပြီးနောက်ကနေလိုက်သွားဟိုကဒီလိုနဲ့ဆွဲသွားဟဲ့အတာဘုကွယ်သားများဟေးအတာဘုကွယ်သားများရမိဖုရားကြီးငူသားမကြီးနဲ့ဟောခက်တော့တာပဲဟေးဘယ်နဲ့လုံးမလဲမိဖုရားခေါင်းကြီးလိုက်လာပြီရှင်မင်းကြီးကတတ်စီဆိုတဲ့အမိန့်ချမိဖုရားကြီးကမတတ်ပါနဲ့ဆိုရင်ဒါနှစ်စင်ချဒုက္ခတွေများကုန်တော့မှာပဲဟုတ်ဘာဖြစ်အတိတရားညာတခုဘယင်အသက်ခိုင်းတဲ့ကိစ္စမိဖုရားကြီးပြောတာငါတို့ကမှုန့်နေလို့ဖြစ်မလားကွာမဖြစ်ပေမဲ့လို့ကွာတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကတော့သူ့စကားနားမထောင်နဲ့ဒုက္ခများမှာသိကြတယ်ဟေးဒါမဲ့သေချာမချာဘယင်စကားနားထောင်ရလာကိုတော်လေးတို့ဟဲ့ဇွတ်ထွဲခေါ်နေကြပြန်ပြီငါပြောနေတာမကြဘူးလားရနောက်ဆက်ကြည့်ဟေးဓမ္မမတတ်နဲ့ငါသားနှစ်ယောက်မှန်လားပါဗျာမတတ်လို့မဖြစ်ကြောင်းပါဗျာဘုရင်ကြီးအမိန့်တော်ပါဗျာဘုရင်အမိန့်တော်မှတ်ပြီမယ်လို့ဘုရင်တတ်ခိုင်းတယ်ငါမတတ်နဲ့ဆိုတော့ငါမိဗျာငါစကားနေလို့နားမထောင်ကြဘူးလားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကတော့ဆိုပြီးတော့ငါ့ကိုနေတော့ဂယုမဆိုင်ကြတော့ဘူးလားမှန်လားပါဗျာမိပရခေါင်းကြီးအတနာလဲတနာလေးစားယူသေးကြောက်ရွံ့ကြောင်းပါဗျာတို့ပါတော့လေဘုရင်ကြီးရဲ့အမိန့်မလွန်ဆန်နိုင်တဲ့ဖြင့်တတ်ရတော့မှာပါဗျာဟဲ့ရောဓမ္မလက်စုပ်ငါနဝရလက်စုပ်ကိုယူမတတ်နဲ့လှုပ်လိုက်ကြမှန်လားပါဗျာဆိုမျက်လုံးကနည်းနည်းလေးပြူးလာတယ်လက်စုပ်ကိုမှန်လားပါဗျာဆိုသည်မရတတ်တော့တတ်ရမှာပါဗျာဟင်နင်တို့လက်စုပ်မလိုချင်ဘူးလားလိုချင်ရကောင်လိုချင်ဘူးပြောမင်းရမ်းလုံးနေနဲ့မလိုချင်ဘူးပြောမှန်လားပါဗျာမလိုချင်ဘူးလားနင်တို့လိုချင်ပါတယ်မလိုချင်ဘူးပြောလို့နေမင်းခက်တယ်ဒီကောင်မင်းကွာလက်စုပ်လိုချင်တာပေါ့ကွာဟေးလိုချင်တာသေမင်းကွာလိုချင်လို့မဖြစ်ဘူးဘုရင်ကြီးအမိန့်မင်းသိရသားနဲ့တစ်ချက်လုံးအမိန့်တော်ကြီးမှတ်ထားတာသူ့သားသူကိုယ်တိုင်တတ်တဲ့ကိစ္စတိုင်းသူပြည်သားချစ်လို့ဒါငါတို့ကနေပြီးတော့ဒီလက်စွပ်တကွင်းယူပြီးလွတ်လိုက်မယ်ဆိုရင်ဘယ်တော့မလဲကွာဟဲ့ဒီမှာလွတ်လိုက်ကြတိုင်းသူပြည်သားလူများကလည်းတရားနာပြည်သားအဲ့ဒါလိုဖြစ်နေတဲ့အခိုက်အတန့်ပြေးနှွားပြီးတော့လာကြဓမ္မရာယေမင်းကြီးဒီသားတော်နှစ်ပါးအင်မတန်ချစ်သနာစရာကောင်းတဲ့သားတော်နှစ်ပါးမြေတိုက်တွင်းပြီးတော့ထားတော့မြေတိုက်တွင်းကထုတ်လိုက်တဲ့အချိန်ကစပြီးအသားအရည်လေးကြည့်လိုက်ရဝါဝင်းလို့ရွှေဆင်းခဲ့လို့ချစ်စရာကောင်းလိုက်တာတပြေလုံးကချစ်တဲ့သားနှစ်ယောက်အခုတော့ဒီသားနှစ်ယောက်ကိုတရိတ်ဆန်အကြောင်းပြုပြီးသေစားသေးဆိုတဲ့အမိန်ကြီးမှတ်တော့တဲ့လာငါတို့ဝိုင်းပြီးတော့တာကြကုန်စို့လို့တိုင်းသူပြည်သားတွေကလည်းဆံမင်းလေးဖားရချတချို့အဝတ်မနိုင်ကြဘူးအုတ်ခေါင်းရှက်တင်းရင်ပတ်စီတီငိုပြီးတော့ပြေးလိုက်လာကြဟဲ့အနာဘကွယ်သားများထိုးလိုက်ကြလာဗျာမိတပြုံကြီးကိုတော်လေးနှစ်ပါးမသိခင်တို့ကုတ်တာဖဲ့တာနဲ့ဝေးကုန်လိမ့်မယ်ထင်တယ်ဟဲ့အနာဘကွယ်သားများဘာတော့တိုင်းသူပြည်သားလော့ယခုမိဘရခေါင်ကြီးကလက်စုပ်ပေးနေတင်တို့ယူပြီးလွတ်လိုက်ပါတော့လားခက်တဲ့တိုင်းသူပြည်သားတို့ဘယင်အမိန်တော်ကတတ်စေလွတ်လိုက်ပြန်ပါကဒီတစိုးလက်ဆောင်ယူပြီးမစားရခင်ဘယင်မှတ်တဲ့အမိန်နဲ့သေရအောင်မှာပဲ။အိုးတင်းတော့မသေရအောင်ဒီလိုလုပ်ရော့ငါတို့ကလည်းတိုင်းသူပြည်သားကဟောဒီပစ္စည်းတွေပုံပေးမိဘရခေါင်ကြီးပေးတဲ့လက်စွပ်နဲ့ဟောဒီတိုင်းသူပြည်သားပေးတဲ့ပစ္စည်းများနဲ့ဒါတွေကိုယူတင်တို့အသက်ချမ်းသာအောင်ဘုရင်ကြီးမြင်တဲ့ကိစ္စမှာမဟုတ်ဘဲနဲ့တပါးသောသူရဲ့ခန္ဓာကိုယ်မှာထွက်တဲ့သွေးကိုဓာမှာတော့ခုတ်တပ်ပြီးပါပြီဆိုတာဘုရင်တော်ဥတင်းမင်းသားနှစ်ပါးကိုလည်းဘုရင်မမြင်အောင်တိုင်းတပါးနှင်းဒီကိစ္စတင်တို့အသက်ရှင်ရမယ်ပေါ့ဟဲ့ကောင်သိုးဘူးကမြင်ရတော့နဲတာမဟုတ်ဘူးဟာလက်စုပ်ဒီခုမင်းမဆွဲကြိုးတွေပုံထားတာကွာဟေးဒီလားလက်မနိုင်ကြီးနေဘယ်တော့မှရှိလားမရှိလားမသိဘူးကျုံမှန်းတုတ်တာကြလား
အခုကလက်ပတ်နာရီတဲ့ပတ်ကိုဗျဟေးမြင်လားဟိုမှာဟာတချို့အဝစားတွေကတထွန်းတက်ထွက်ဖောက်ခရစ်ဖောက်ချောင်းပလတ်စတစ်အဲ့ဒီအလတ်စတစ်ရောကုန်မှာကွာဘုတော့ကဒါတွေရှိသလားတော့မသိဘူးပေါ့မျက်လုံးပြူမျက်ဆံပြူနဲ့သဘောကျပြီးတော့ဟေးဟုတ်တယ်တယောက်ယောက်တရဝါတစ်ခုခုရဲ့ထွက်သောသွေးကိုတန်လျက်ဓာတ်မှာတုတ်ပြီးတော့ပြခုတ်တက်ပြီးပါပြီဆိုရင်ဘုရင်ကြီးကြည်နှံ့ပါပါလွတ်ကြစို့သားတို့ဟိုလေလွတ်တော်မယ်ထင်တယ်မလာပါဖေဖျားလာစားဟဲ့မင်းတို့နှုတ်မယ်မဟုတ်လားမလာပါဗျာဂတိပေးပါဗျာဟဲ့ဘယ်လိုဂတိပေးရမှာတော့သားတော်နှစ်ပါးချစ်တနာလို့အသက်သေးဝေးကလွတ်လိုက်တဲ့ချိန်ခါမှာဒီတိုင်းပြည်မှာမနေစီပဲနဲ့အဝေးသို့နှင်မဲ့ကိစ္စမတားမြစ်ပါဘူးဆိုတဲ့ဂတိပါဗျာကောင်းပါပြီကွယ်တော်သားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီသားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီရော့လက်စို့ဟိုပစ္စည်းတွေလည်းမင်းတို့ယူဓာတ်ကိုတယောက်တော့ရဲ့သူ့ရဲ့သွေးတုပ်ပြပြီးတော့ဘရင်ထံခုတ်တပ်ပြီးပါလို့တော်ဥတင်လိုက်ကြတော့သားတို့မဖျားသွားရတော့မယ်သားတို့ရဲ့အမေမနှင်ရပါဘူးမနှင်ရပြီပဲလို့အသက်ရှင်မှုအမေကဲလိုက်ပြီးလူရာကိုပြေးဝေးရတိုက်တော့သွားကြပြီတော့ရဲ့လို့အမေခမကမျက်ရည်လေးတွေကြားသားနှစ်ပါးကမဖျားခြေတော့ဖက်လို့သူတို့မျက်ရည်လေးတွေကမေဖယားရဲ့ခြေပမိုးပေါ်မှာမေဖယားရဲ့မျက်ရည်တွေကသားနှစ်ပါးရဲ့ကြောပြင်မှာကြလို့သွားတော့လူလေးတို့သွားကြပြီတော့လို့သားနှစ်ပါးကိုတရှုပ်ရှုပ်နှမ်းပြီးတော့ကပါသားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်တော့ဟေ့လေလေးပါတိုက်ပါအောင်ငါအဲ့လောက်ကလေလေးပါလေတိုက်ဆမ်းပါအောင်ဟာတလုံးတော့ဗါတဲ့သားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်လေဖြော်ကြီးပဲမကြည့်ရဲ့လေမမီပဲဟုတ်တယ်ဟောပန်းမကြီးတောင်အမီလိုက်နားထောင်ဟေ့မင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားကိုတနာကျင်တာပဲတရားကျင့်ထုံကိုဆုံးဖြတ်ဖို့နှုတ်သက်ခဲ့တဲ့ရွှေခေါင်းလောင်းဝေသားတို့မင်းတို့ခမည်းတော်ကသားတို့ကိုနှင်တာသားတို့ကိုတတ်တာမချစ်လို့မဟုတ်ပါဘူးသားတော်တို့တိုင်းသူပြည်သားကိုတနာလို့တိုင်းသူပြည်သားကိုကျင်တာလို့တရားသဖြင့်ဆုံးဖြတ်တဲ့ရွှေခေါင်းလောင်းကြီးကိုကြိုးကြမှာထိုးလို့တရားနဲ့စီရင်ချက်ချတာပါကွယ်တို့ခမဲတော်ပေါ်လဲအပြစ်မထားကြပါနဲ့ဒါကြောင့်မေမျက်ရည်ဆက်လက်နဲ့သားတော်များကိုမခွင့်ရဖဲနဲ့ခွင့်ရမှာပါကွယ်လို့မင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားကိုတနာကျင်တာပဲတရားကျင့်ထုံကိုဆုံးဖြတ်ဖို့နှုတ်သက်ခဲ့တဲ့ရွှေခေါင်းလောင်းဝေကြိုးကြသေးတယ်လို့သာပဲအမိသားသေးပါစေအမိန့်တန်ထားတဲ့ဥပါရေမင်းလွတ်အောင်စွန့်ဆောင်ဘာရဲတော့ဟဲ့ကလေးတွေကလေတိုက်လူကြီးတွေကမိုးရွာမယ်နဲ့တူကြည့်ရှုလည်းလုံးချပါဦးကလေးတွေနဲ့ရောနှော်လိုက်ပါဦးဗါတဲ့ကြိုးကြသေးတယ်လို့သာပဲလေအမိသားသေးပါစေအမိန့်တန်ထားတဲ့ဥပါရေမင်းလွတ်အောင်စွန့်ဆောင်ပါတော့မလေးစွန့်ဆောင်ပါတော့ဆိုမလေးပေါ့ကွာဟိုစကားဆုံးကလည်းလိုတယ်နော်သွားတော့လေးတဲ့သူများကိုခိုင်းကို့အတွက်ကြတော့ငါသွားတော့မယ်လေးတဲ့ဒါကြောင့်ဒီနေရာစွန့်ဆောင်ပါတော့မလီပေါ့ကိုယ်တိုင်ကိုပါတယ်တော့ဟဲ့မလီကဲအဲ့ဒါလို့မေဖယားကမျက်ရည်ဆက်လက်နဲ့သားတော်နှစ်ပါးအားပေဝဲကလွတ်အောင်စွန့်ဆောင်လိုက်ပါသဖြင့်နေလညီနောင်ဒီတိုင်းပြည်ကထွက်ရည်ပေဝဲကတော့အောင်သွားပါပြီပြိဿဒါ
ဒါကြောင့်နေလညီနောင်ပေပွဲအောင်ဆိုတဲ့ဇက်လန်းသည်အခုနိုင်ပြန်တစ်ချက်ထိုးပါတော့မယ်မနေ့ဖြင့်ကဒီဇက်လန်းရဲ့အဆက်ဇက်လန်းကောင်းတစ်ပုဒ်ခမည်းတော်ထပ်နာကြရမှာကငိုရင်ပလဲရည်ရင်ရွဲပါဗျာကဲတရားနာပြိဿဆိုကြအားလုံးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကနေကြပါအောင်သာဓုလေးခေါ်ယူခဏလေးပဲလှုပ်နဲ့ကွက်လန်းတော့ပဲမဟုတ်ပဲနဲ့ခဏလေးအတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချီရင်ဖုံဖုံစိတ်တွေပြပြသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြန့်လိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တော့မနေနိုင်မဲပြန်ခြင်းလုံးလို့လှုပ်ရွလုံနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း